ကဲ့မင်းကျွန်တော်ကဖွင့်ပြဖြစ်ပါတယ်ဒီခါမှာဘောလုံးပရိသတ်တွေအတွက်အခုမှမိုဘိုင်းပေါ်ရောက်ရှိလာတဲ့ UFL ဆိုတဲ့ဘောလုံးကိန်းကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဘယ်လိုကူးရမလဲအကောက်ဖွင့်ရမလဲဆိုတော့ပြပြနေပါတယ်ခုတော့ကျွန်တော်အရင်ဆုံးဖြတ်လိုက်ပါဖြတ်လိုက်ကျွန်တော်ပြတော့အဲ့ရကူးမဲ့သူဒီရှိပါမယ် Indo VPN ရှိမှရတာမှာအခုကဒီ VPN ခံတာဖြုတ်လိုက်တော့မှာမယ်ဟုတ်ပါဘူးဟိုဂျူနေရာလေးဖြုတ်လိုက်ပါโอเคအခု Indo VPN ရေခံမယ် Indo VPN ပါခံပါမယ် Indo VPN သူကစောက်ရခဏကြာပါအဲ့လိုလုပ်ပြီးပါဆိုရင်ခဏလေးစောက်လိုက်ပါမရသေးဘူးဖြစ်Indo VPN ဟန်ပြီးတော့ပြန်ကူရမှာပါကျွန်တော်ကပြန်ဖြတ်လိုက်ပါပြီဘာဖြစ်လဲဘယ်လိုအရင်လိုက်ပြချင်โอเค Indo VPN ရပါပြီဆိုခဏလေးပဲ Google မှာတော့ရှာမှာနော် Play Store ထဲမှာတော့ရှာလို့မရတော့ဒီ Indo VPN ကိုရတယ်လို့ဆိုရဲကိုလိုက်ပါဟုတ်ကဲ့ Google မှာရရှာလိုက်ပါ Google မှာပါရှာမယ် UFL ဆိုတဲ့စကားလုံးရရှာလိုက်ပါပြကြဒီမှာဒီ game မှာဒီ game ကျွန်တော်ကကူးထားပြီးပြီဆိုတော့ဒီ game ကိုရပါတယ်ပြီးတော့ဒီနေ့မှာမကူးလို့မရပါဘူးအဲ့ဒါကိုခံရမှာပါဒီ VPN ခံပြီးကူးလို့ရပါတယ်အဲ့ VPN ခံပြီးကူးလို့ရပါတယ်โอเคကျွန်တော်တို့တော့ကူးလိုက်ရဒီနားမှာကူးလို့မရအောင် Indo VPN ခံမှရပါမယ် Indo VPN မကူရသေးလဲဆိုရင်ကူးလို့ရပါတယ်ကဲနည်းနည်းကူးရလို့လူပါ1000မရှိသေးပါနဲ့1000မဟုတ် 100k ပဲရှိသေးပါကူးရလို့ 100k ပဲရှိသေးရအခုဘေးရက်ကထွက်လာ3ရက်နေ့ကထွက်လာဒါဖြစ်နေလားโอเคပါဒါကူးလိုက်ခဏလေးပဲကျွန်တော် VPN လေးတော့ခံကြည့်လားIndo အပေါ်မှာ Indonesia VPN ခံလိုက်ပါပေါ်မှာစက္ကန့်လေးပေါ်လာဆိုအဲ့စပြီးတော့အလုံးလုံးနေပါပြီခဏလေးပဲကျွန်တော်ခံနေရကျွန်တော်ပုံမှာဖြစ်နေတယ်ခံလို့မရဒါပေမဲ့ကျွန်တော်ကကြည့်လိုက်အောင် Google မှာထားတော့စကတ်သွားနေပြီလားလေနေတော့မယ်ဆိုရယ်ဟောဖြစ်လေနေတော့မယ်အခုဒီရသေးဘူး UFL ရပြီတစ်တက်ပြီ okay တစ်တက်ပြီခဏစောက်လိုက်ပါနဲ့ကျွန်တော်လေးလို့လည်းခဏလေးရက်လိုက်မယ် okay ကျွန်တော်အခုတော့ရပါပြီကျွန်တော်ပလေးလိုက် UFL ပေါ့နားလေးစောက်ဒါနဲ့လည်းခဏစောက်ပြီးတော့ line ကောက်ရ please ဆိုရ share ပါမှာမျိုး line မကောက်ရခဏလေးစောက်ပြီးအဲ့ဒါလို့သွား
ဒီမှာရောက်တော့မှာပဲဒီလိုတရားပြည့်သွားပြီဆိုရင်တော့ဒီမှာကောက်ဖွင့်ရမှာဒီအောက်ကအောက်ကိုခံရမယ်ဒီရိုက်ဒီမှာဟိုကြက်တဲ့အကောက်ဖွင့်လို့ရတယ်ကျွန်တော်က Google အကောင့်နဲ့ပဲဖွင့်လိုက်ကျွန်တော်ရဲ့အကောင့်အားလုံးကမှအကောက်ရှိမှပဲဖွင့်လို့ရမှာပါအကောက်မရှိဖွင့်လို့မရပါဘူး UFL ဆိုတဲ့ game ကခေးတာနေလိုက်စင်းအောင်ဝါနေလိုက်ကခဏစောက်ပေးရမှာပေးချကျွန်တော်ကောက်ဖွင့်ဟိုဖြစ်ဒီလိုအဲ့လိုဖြစ်တယ်ဆိုရင်ဟိုတူတော့Yes, okay. အကောက်ပြန်ပေါ်လာတယ်ဖြစ်နော်အဖြစ်အော်ကျွန်တော် VPN တော့ဖြုတ်ပါမယ် VPN ဖြုတ်ပါ VPN ဖြုတ်လို့ရပြီ VPN ဖြုတ်လို့ရပါပြီပြပြပြHFL တော့ဒါလည်းဘာတခုဖြစ်နေကျွန်တော် Android Facebook อ่ะကျွန်တော်ဖုန်း Facebook ဖြစ်နေတယ်ဒီဖြစ်တော့ခုနဆော့ဟိုရပါတယ်စမ်းဆော့လို့ရပါပြီကျွန်တော်ကဆော့ထားရဖြစ်ဆော့လို့ရပါဒီလိုတိုင်းပေါ်လာပြီဆိုဆော့လို့ရပါခဏဆော့လိုက်ပါဟိုကူရတယ်ရောစစမ်းလိုက်ဒီဘလူးလုပ်လိုက်အစ်ရလာအတာငါတို့ကြည့်ရအောင်ဒါ